လုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်မင်္ဂလာတကယ်ရှိတဲ့နေ့ဆိုရင်လက်ခုပ်တီးရကြိုးဆွဲရတနာရီနဲ့20ရှိသွားပြီဆိုတော့ကျွန်တော်အစီအစဉ်လေးကပြီးတော့နော်ကျွန်တော်ယုံကြည်သူမိသားစုတွေရဲ့ဘဝနိဒံပေါ့နော်အစကောင်းမှအနောင်းသေးချမယ်ဆိုတာနိဒံဆိုတာအရေးကြီးပါတယ်အဲ့ဒါလေးကိုအနည်းငယ်ကျွန်တော်ဒီနေ့တိုက်တွန်းဝင်မြလိုပါတယ်အချိန်ရှိတော့ပေါ့နိုင်ဝက်လောက်တော့ရမလားမသိဘူးเนาะကျွန်တော်ရွေးထားတဲ့ထိုးပေးပါအောင်ကျွန်တော်เนาะတိတုဩဝရစာခေါင်းစဉ်လေးကတော့လှလှပါပဲမင်္ဂလာရှိသောမျှော်လင့်ရမမျှော်လင့်ပဲဒီနေ့အစီအစဉ်ကနောက်သက်မှာဘယ်မှာလဲမသိဘူးအေးဒီရှေ့ကိုနည်းနည်းလာပြီးတော့တိုက်ဆိုင်လို့ကြိုတင်စီစဉ်ထားတာမဟုတ်ပါဘူးကျွန်တော်ပြင်ဆင်ထားတာနဲ့လာပြီးတိုက်ဆိုင်လို့ပါနော်တိတုဩဝရစာကိုတမန်တော်ကြီးရှင်ပေါလုကသူ့ရဲ့တပည့်နေအုပ်တိတုစီကိုရေးတဲ့စာလေးဖြစ်ပါတယ်တမန်တော်ကြီးရှင်ပေါလုသုံးနှုန်းထားတဲ့စကားအသွားအလာနဲ့သူ့ရဲ့ character ကိုကြည့်တဲ့အခါကျတော့သူကဘာပြောလဲဆိုတော့ငါဟာတဲ့ဖျားသခင်ရဲ့ကျွန်ခရစ်တော်ရဲ့တမန်နေချခြင်းနဲ့ဘဝကိုစမိတ်ဆက်ပါတယ်သူ့ရဲ့တပည့်သင်အုပ်တိတုကိုတော့ငါရဲ့ချစ်သားစီတဲ့နှလုံးသားတွေကပါလာတဲ့စကားနဲ့ပြောလိုက်တဲ့မေတ္တာတရားတမန်တော်ကြီးရှင်ပေါလုကနှိမ့်ချခြင်းနဲ့ရှေ့ဦးမြစ်တော်ကိုမိတ်ဆက်လိုက်တဲ့အခါမှာကျွန်တော်တို့ယုံကြည်သူသားသမီးတွေအတွက်နံပါတ်1ရှေ့ဆုံးကျွန်တော်တို့အခြေခံအုတ်မြစ်ဖြစ်ပါတယ်ကျွန်တော်ပေးထားတဲ့ခေါင်းစဉ်ကတော့တွေ့တဲ့အတိုင်းမင်္ဂလာရှိသောမျှော်လင့်ရာတဲ့ our blessed hope ဒီတိတုဩဝါဒစာအခန်းတော်လေး3ခန်းနဲ့ပါတယ်နည်းနည်းလေးပါသို့တော်လည်းပဲကဘာဦးကျမ်းကနေပြီးတော့မှဗျာဒိတ်တံအထိယုံကြည်သူသားသမီးတွေအတွက်အခြေခံအုတ်မြစ်ရဲ့အနှစ်သာရအကုန်လုံးကအဲ့ဒီမှာရှိပါတယ်ထထုတ်လို့မရဘူးထသွင်းလို့မရဘူးအမတန်ပြည့်စုံတဲ့ဩဝါဒကျမ်းလေးဖြစ်ပါတယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့နာမည်ကြီးတဲ့အမေရိကန်တို့လိုနော်ကျမ်းစာကျောင်းအဆင်းလာတဲ့ပုံကိုယ်တွေပဲဖြစ်ဒီပလိုမာကျောင်းစဉ်ပဲဖြစ်တပည့်တော်တင်နန်းလေးပဲ15ရက်တစ်လ2လယူတာပဲဖြစ်အတန်းပြီးသွားလို့အင်္ဂလိပ်လောက်ရပြီဆိုရင်ဆရာမလို့ခေါ်ခံကြတယ်လူတိုင်းပဲအဲ့ဒါပြဿနာပဲဘာနဲ့အလားတရံတူတယ်ဆိုတော့နိဒန်းနဲ့နိဂုံးမပါတဲ့စာစီစာကုန်းတပုတ်လို့ကျွန်တော်တို့ဘဝဖြစ်သွားပါတယ်အားလုံးနားလည်အောင်ပြောရမယ်ဆိုရင်ဘောလုံးပွဲမကြည့်ဘူးတဲ့လူတွေမရှိဘောလုံးပွဲတော့ကန်နောက်တန်းအလဲတန်းရှေ့တန်းသူ့တာဝန်နဲ့တူဖခင်ကပေးပြီးသားဒါပေမဲ့လက်မလေးနည်းနည်းရလို့နော်လိုက်လံပြီးတော့အင်္ဂလိပ်လုံမဲ့ဆိုရင်ကိုဖာသာနဲ့ကိုအဓိပ္ပာယ်ဖွင့်ပြီးတော့မှပြောပြတဲ့အတွက်ကြောင့်မို့လို့ပြောရမယ်ဆိုဒီတိတုဩဝါဒစာထဲမှာမိစ္ဆာဒိဋ္ဌိအယူသင်အုပ်သင်တုံးမှစပြီးတော့အသက်ကြီးတဲ့သူတွေယောက်ျားတွေအသက်ကြီးတဲ့မိန်းမတွေအသက်နုပြိုတဲ့မိန်းမပြိုတွေအသက်နုပြိုတဲ့သားကလေးတွေမဆာ၍အစေခံကျွန်အထိလုံးဝဟာကွက်မရှိအောင်ညွန်ချတဲ့စာလေးဖြစ်တဲ့အတွက်ဒီနေရာမှာကျွန်တော်တို့ယုံကြည်သူသားသမီးတိုင်းအခြေခံဆိုတာလိုပါတယ်ခုနကျွန်တော်ပြောတဲ့ဘောလုံးသင်းပေါ့ဗျာဒိုင်လူကြီးကကွင်းလေကနေပြီးတော့မှဘောလေးကိုတေးပြီးတွီနေဆိုပြီးမှုတ်လိုက်တယ်
ကိုတဲ့ဒီနောက်တန်းမှာစောင့်နေဂိုးသွားနဲ့ဘက်ကဘယ်ရောက်သွားလဲဟာဂိုးသွင်းဖို့ဟိုလူရဲ့တစ်ဖက်သောပုဂ္ဂိုလ်ရဲ့ဂိုးထဲကိုရောက်ပြီဂိုးထဲမှာမရှိတော့ဂိုးသွားလည်းမရှိတော့ဘူးကျွန်တော်တို့ဘဝအဲ့လိုဖြစ်နေတာဘက်လည်းမရှိတော့ဂိုးဒီပါလည်းမရှိဟိုးရောက်သွားတဲ့ခါကျတော့ကြိုးစားပြီးဂွန်းသွင်းတာပေါ့ကို့လို့မှမဟုတ်ပဲအဲ့ဒီတော့ဘာလုပ်လဲဆိုတော့တစ်ချိန်လုံးလူကြုံဘောတွေမိအဝါပြတ်ခံရတယ်မထူးဆိုပြီးတော့အနိကခေါင်းတိုက်သွင်းတာခေါင်းနဲ့မတိုက်ပဲနဲ့လက်နဲ့ပုတ်တော့ဟဲမောဖြစ်သွားတယ်အဲ့တော့ဘာဖြစ်သွားလဲအနိကပြပြီးအထုတ်ခံရတယ်အဲ့ဒီဘဝမျိုးဖြစ်တယ်ကွင်းလေလူကလည်းသိတဲ့အတိုင်းကိုယ့်ရဲ့ကစားကွယ်လှလှပလေးနဲ့ဟိုလေးလိန်ဒီလေးခောက်နဲ့ဂိုးလည်းတခါမရအောင်ကိုကြတော့မြောက်များစွာအသွင်းခံရတယ်အဲ့တော့ defense ကလုံးဝမရှိတော့ဘူးဒါကြောင့်မို့ကျွန်တော်ရဲ့စေတနာအရာပေါ့နော်ဒီတိတုဩဝါဒစာလေးဟာကျွန်တော်ယုံကြည်သူမိသားစုသားသမီးအလုံးရဲ့တကယ်ပဲအခြေခံအုံမြစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကျမ်းစာလေးကိုအမတမနဲ့တဲ့သုံးပိုက်လေးရှိတော့လဲတကယ်ပြည့်ဝစုံလင်တဲ့ကျမ်းပိုက်လေးဖြစ်တဲ့အတွက်ကြောင့်မို့ယနေ့ဒီကျမ်းချက်လေးကိုကျွန်တော်တို့အတူတူကလေ့လာမှဖြစ်ပါတယ်တိတုဩဝါဒစာရဲ့အဓိကတော့ချက်ကတော့အခန်းကြီး2အခန်းငယ်7ကနေ14ဖြစ်ပါတယ်ကဲအဲ့ဒါလေးကိုကျွန်တော်ဖတ်ပေးပါဗျာဆရာကြီးလောက်တာတော့မဟုတ်ကျွန်တော်ဖတ်ရင်ကြာပါဆိုလို့တကယ်တော့ကြည့်လိုက်လို့ရှိရင်ဘယ်ကနေစလဲဆိုတော့အကြောင်းမူကားဆိုတဲ့စကားလုံးကနေစတယ်ရှစ်ဆက်လို့မသိဘူးတကယ်ဆိုတော့ကျွန်တော်တို့နှုတ်ဘတ်တော်သမန်တရားကိုဖတ်ရှုတဲ့အခါမှာတကယ်ဆိုရင်ဒါအခန်းငယ်1ကနေစဖတ်မှာတကယ်လို့အခန်းငယ်9ကနေစတွေ့လို့ရှိရင်မိစ္ဆာဒိဋ္ဌိတို့ဘာတို့အကုန်လုံးတွေ့ရမယ်အဲ့ဒါတွေကိုကျွန်တော်ဆက်မဖတ်တော့ဘူးကိုယ့်ဘာကိုပြန်ပြီးတော့အိမ်မှာသေးသေးချာဖတ်ပါနော်တဝက်တစ်ပတ်နဲ့ခုဒီထားတဲ့အတိုင်းမဖတ်စေလို့ပါဘူးအဲ့ဒီတော့ကျွန်တော်ရဲ့ဒီခေါင်းစဉ်ကိုကြည့်မယ်ဆိုရင်မင်္ဂလာရှိသောမျော်လင့်ရာတဲ့အဲ့ဒီဩဝါဒစေခေါင်းစဉ်ကျွန်တော်ပေးတာ Our Blessed Hope အဲ့ဒီမှာစာလေးနှစ်ခုတွေ့တယ်မင်္ဂလာနဲ့မျော်လင့်ရာခုပဲကျွန်တော်တို့စသချင်းကျွန်တော်နဲ့သင်သားနဲ့မင်္ဂလာပါလို့ notes ခွန်ဆက်ကြပြီးတော့မှမင်္ဂလာပါလို့ပြောတယ်ငယ်စဉ်တောင်ကြီးကလေးဘွားကအကြောင်းနေတဲ့အခါမှာမင်္ဂလာပါဆရာမမင်္ဂလာပါတပည့်တို့အဲ့ဒါကြီးကျွန်တော်ပြောကြတယ်နော်ဒါပေမဲ့လူတွေတယောက်နဲ့တယောက်ပြောကြတယ်မင်္ဂလာပါဆိုတဲ့အဲ့ဒီမင်္ဂလာနဲ့ယုံကြည်သူတွေသာသမီကူခမည်းတော်ကျွန်တော်တို့ပြောနေတဲ့မင်္ဂလာလုံးဝမတူကွာခြားပါတယ်။ဘာဖြစ်လဲဆိုတော့လူတိုင်းသုံးတဲ့မင်္ဂလာဆိုတာနော်တာမန်လူတိုင်းသုံးတဲ့အမတန်လှပတဲ့နားတောင်လို့ကောင်းတဲ့အတူစရာကောင်းတဲ့အပံဖြစ်ပါတယ်။ဒါပေမဲ့ယနေ့ကျွန်တော်တို့ပြောရမယ်မင်္ဂလာပြောနေတဲ့စကားဟာရင်ထဲကထွက်လာတယ်မကပဲဖျားစီမလာတာကောင်းငင်ရလာတဲ့မင်္ဂလာဖြစ်ပါတယ်အဲ့ဒါလေးကိုယုံကြည်သူတွေအနေနဲ့သိစေလိုပါတယ်လူများပြောတဲ့မင်္ဂလာနဲ့ကျွန်တော်တို့မင်္ဂလာနဲ့မတူပါဘူး
ရှမတဲ့ခရင်အခန်းကြီး16ငယ်73ကနေ16ကိုကြည့်မယ်ဆိုရင်တခေရှုကတပည့်တော်ဒီကိုမေးတယ်မင်းတို့တဲ့အခြားသောသူတွေပေါ့ကွာတဲ့ငါ့ကိုဘယ်လိုထင်တယ်လဲတဲ့သခင်ရှုကမေးတဲ့အခါကျတပည့်တော်တွေကပါပြောလဲဆိုတော့ကိုရောကိုတဲ့ဗတ္တိဇံဆရာယောဟန်လို့လည်းပဲပြောကြတယ်တချို့ကြအေလိယလို့လည်းပြောကြတယ်တချို့ကတော့ယေရမိမှစပြီးတော့ပရောဖက်တပါးပါပဲတဲ့ဟုတ်ပြီတဲ့ဒါဆိုရင်တဲ့မင်းတို့ကကောငါ့ကိုဘယ်လိုထင်တယ်လဲတဲ့အဲ့တော့ချက်ချင်းပဲရှိမုန်ပေတရုကကိုရောဟာတဲ့ခရစ်တော်ဒီဟုသောအသက်ရှင်တော်မူသောဖခင်ရဲ့သားတော်တဲ့ဒါလို့ဖြေလိုက်တယ်အဲ့ဒီကမှယေရှုကချက်ချင်းပြောလိုက်တယ်ရှိမုန်ဘာသောနာသင်ဟာမင်္ဂလာရှိတဲ့အဲ့ဒီမင်္ဂလာဖခင်ကပြောတဲ့မင်္ဂလာယုံကြည်သူတွေပါဇက်ကထွက်တဲ့မင်္ဂလာအလကားမင်္ဂလာမဟုတ်ဘူးခဏမန္တန်ဝင်နဲ့နန်းသက်မာတို့အနှစ်40ပြောက်မင်္ဂလာနေ့ကျေးဇူးတော်ချင်းမွန်းမှာခမရတို့ကျွန်တော်တို့ကိုသူတို့မှာပိဿံတွေပေါ်ရှံလို့ကြွေးတာမဟုတ်ဘူးကျွန်တော်တို့အာဟာရတွေပြတ်လို့ကြွေးတာမဟုတ်ဘူးယင်ထဲကရှိတဲ့မင်္ဂလာအဲ့ဒါကြောင့်မို့ဟိုမှာပြောတဲ့မင်္ဂလာရှိသောမျောလင့်ရအဲ့ဒီဟာကိုမျောလင့်ပြီးတော့တနေ့သောအခါမင်္ဂလာရှိတဲ့ပုဂ္ဂိုလ်ရှိတဲ့နေရာမှာမျောလင့်ပြီးတော့မင်္ဂလာအစားအစာလာရောက်ကျွေးမွေးခြင်းဖြစ်ပါတယ်အားလို့ရလို့ပို့လို့ရှံလို့လာကျွေးတာမဟုတ်ဘူးဒါကြောင့်မို့ခဏဟာမွေးနေ့လို့ပြောလို့ရတဲ့မင်္ဂလာမွေးနေ့ပါမင်္ဂလာအနှစ်40ပြည့်တဲ့မင်္ဂလာနှစ်သက်ပါကျွန်တော်တို့ယုံကြည်သူရဲ့မင်္ဂလာဘယ်နှစ်ပဲရှိရှိအမြဲတမ်းအသက်ပါမင်္ဂလာနှစ်50တို့နော်ငွေရတုတို့ရွှေရတုတို့စိန်ရတုတို့အမျိုးမျိုးရှိပါတယ်သူတို့တွေပြုလုပ်တဲ့အဲ့ဒီမင်္ဂလာကျေးဇူးတော်ချီးမွမ်းခြင်းနဲ့မတူပါဘူးကဲနန်းသက်မာတို့မန္တန်ဝင်းတို့ရဲ့အနှစ်40မြောက်မင်္ဂလာဟာမင်္ဂလာရှိသောမျိုးလင့်ရာဖယားကပြောတဲ့မင်္ဂလာသင်နဲ့ကျွန်ုပ်တို့မှာရှိတဲ့မင်္ဂလာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကိုယ်ဘေးမှာရှိတဲ့သူတွေကိုသင်နဲ့ကျွန်ုပ်ဒီမင်္ဂလာရှိတဲ့သူတွေဖြစ်တယ်ဆိုတာလေးကိုနှုတ်ဆက်ကြအောင်ကဲမန္တန်ဝင်နဲ့နှုတ်ဆက်သင်နဲ့ကျွန်ုပ်ဒီမင်္ဂလာရှိတဲ့သူတွေပါလက်ခုပ်တီးကြရအောင်မင်္ဂလာလို့ပြောတိုင်းမတူပါဘူးယုံကြည်သူရဲ့ပြောတဲ့မင်္ဂလာအမတန်မှကွာပါတယ်အဲ့ဒါလေးကိုနည်းနည်းလေးသိစေချင်တယ်ဟိုမှာနောက်တစ်ခုရှိတယ်နောက်စာလုံးတစ်လုံးကမျောလင့်ရတဲ့ကျွန်တော်တို့ယုံကြည်သူတွေမယုံကြည်သူတွေအသီးသီးကိုယ့်ရဲ့မျောလင့်ရာကိုရှိကြပါတယ်မြန်မာနိုင်ငံကစင်ကာပူနိုင်ငံကိုထွက်လာကြတဲ့ကမျောလင့်ချက်အမျိုးမျိုးနဲ့ပါဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူရဲ့မျောလင့်ချက်ကဘာလဲဆိုတော့နည်းနည်းလေးကျမ်းပိုက်လေးထိုးပါအောင်အဲ့ဒီအောက်မှာနောက်တစ်ခုရှိပဲကျွန်တော်တို့ရဲ့မျောလင့်ရာဘာလဲမဟုတ်သေးဘူးဟုတ်ပြီအဲ့ဒါလေးကိုဖတ်ကြည့်ရအောင်ကျွန်တော်တို့မျောလင့်တာရွှေငွေကြောက်တံများယာနုစီးစိမ်အာနာပါဝါကုမ္ပဏီတွေမဟုတ်ပါဘူးကျွန်တော်တို့မျောလင့်တာပါလေထာဝရတဲ့ထာဝရနေရာကိုမျောလင့်တာအဲ့ဒီတော့ယနေ့မန္တန်ဝင်းတို့ဇနီးမောင်နှံပါဓမ္မရှိတဲ့ကျွန်တော်တို့အားလုံးမင်္ဂလာရှိတဲ့မျောလင့်ရာဆိုတာဘယ်ဟာလဲဆိုထာဝရအသက်ကိုပေးပိုင်တဲ့သူဘယ်သူလဲခရစ်တော်တပါးပဲရှိတယ်
ကဲတမန်တော်ယောဆက်6ဆော့ယောဆက်4:6မှာကဲအဲ့ဒါလေးကိုဖတ်ကြည့်အောင်ကျွန်တော်တို့မျော်လင့်တဲ့ထာဝရအသက်ကိုပေးပိုင်တဲ့ဖခင်သခင်ခရစ်တော်တပါးပဲရှိတယ်ငါသည်လမ်းခေဖြစ်သမာတရားလည်းဖြစ်အသက်ဖြစ်လည်းဖြစ်ငါကိုအမိန်မပြုတ်လေအဘယ်သူမှခမဲတော်ထံသို့မရောက်နိုင်ဘူးဒီတလမ်းပဲရှိတယ်အဲ့ဒါကိုပဲကျွန်တော်တို့မျှော်လင့်တာဒါကြောင့်မို့လို့ကျွန်တော်ရွေးချယ်ထားတဲ့ကျမ်းပိုက်ကတော့၈ပိုက်ရှိပါတယ်ပြီးသလောက်ပေါ့ဒါလေးကြည့်ပြီးတော့ဒီမှာမီဒီယာအဲ့လိုလေးပြလိုက်ကျွန်တော်ရလိုက်မယ်အေဖက်နှစ်ရှစ်ထိုးပါအောင်ဖားလိုက်ပါအောင်ကျေးဇူးပြု၍ကိုယ့်ရဲ့ကျင့်ကြံခြင်းအားထုတ်ခြင်းပေးကမ်းလူဒန်းခြင်းမဟုတ်ပါဘူးတဲ့ခမည်းတော်ကျွန်တော်တို့ဟာနော်ခရစ်တော်ကလောကကိုကြွလာပြီးကားတိုင်းကိုမှအသွေးသွန်းအသက်ဆုံးပြီးတော့မှ3ရက်မြောက်မှာရှင်ပြန်ထမြောက်လာတဲ့ကယ်တင်ရှင်ဖြစ်ယုံကြည်ခြင်းနဲ့ပဲရတဲ့ထာဝရအသက်ဖြစ်ပါတယ်ယုံကြည်ခြင်းပဲဖြစ်ပါတယ်ကဲဟေဗြဲ7:1ကလေးခဏတော့ကျမ်းစာပဲဖတ်မယ်ယုံကြည်ခြင်းဟာမမြင်ရသေးတဲ့အရာကိုဆွဲမှသိမှဆွဲလန်းခြင်းကျွန်တော်ယုံကြည်သူများရဲ့မမြင်ရတဲ့အရာကိုသိမှဆွဲလန်းတာစိတ်ကူးခြင်းမဟုတ်ပါဘူးတကယ်ရှိတဲ့အရာကိုသိမှဆွဲလန်းတာဖြစ်ပါတယ်ဥမာပြောရမယ်ဆိုရင်အာဗေလတို့အေနောက်တို့အာဗြဟံတို့နောအေတို့ရဲ့ယုံကြည်ခြင်းဟာစိတ်ကူးခြင်းမဟုတ်ပါဘူးဖျားခိုင်းတဲ့အရာကိုတကယ်ယုံကြည်ပြီးတော့လက်တွေ့ကြကြသက်သေပြပြီးရှောက်လန်းတဲ့အသက်တာဖြစ်ပါတယ်ဧဖက်2:10ယုံကြည်ခြင်းဆိုတာအကျင့်နဲ့တွဲတယ်နော်ဒါကြောင့်မို့လို့ကျွန်တော်တို့တိတုဩဝါဒစာကိုကျွန်တော်တို့လေ့လာတယ်လူရှင်ရဲ့သင်ယုံကြည်ခြင်းကိုလက်တွေ့ပြရမယ်နော်အဲဒါကြောင့်မို့လို့ကျွန်တော်တို့ယုံကြည်ခြင်းဟာကျေးဇူးတော်ပဲခရစ်တော်ဖျားငါတို့အတွက်ကာရမအသက်ဆုံးသိခံပြီးဘာမှလှုပ်ရှားမလို့ဘူးကျွေးရူသောကာလပြီးပြီတဲ့ပညာတရားလည်းလိုက်လျှောက်ကြမလို့ကျင့်ကြလည်းမလို့မဟုတ်ပါဘူးမိတ်ဆွေတာမှားပါတယ်ကျမ်းစာထဲမှာတိတုမှဒီတိုင်းပြောပါတယ်ကျေးဇူးတော်နဲ့ကောင်းသောအကျင့်အပြောနဲ့အလုံးပြောသလိုလုပ်တယ်လုပ်သလိုပြောတယ်ယုံကြည်ခြင်းနဲ့အကျင့်ကတွဲပါလာပါတယ်ဒါဖြင့်1:4ကိုကြည့်အောင်သူဖန်ဆင်းထားတဲ့လူသားမှန်သမျှတယောက်မှပျက်စီးခြင်းလို့မရောက်ဖ ೇನೆ ကဲတင်ခြင်းရဖို့အတွက်အလိုတော်ရှိရဲ့ကဲတင်ခြင်းရရင်ပြီးသွားတာမဟုတ်ဘူးပညာတရားလည်းလိုက်မလျှောက်နိုင်ဘူးဘာလဲညာလည်းမဟုတ်ကဲတင်ခြင်းရပြီးရင်ဒုတိယအဆင့်ကနှုတ်ကပတ်တော်ကိုလေ့လာရမယ်နားလည်ရမယ်အဲ့ဒါသိဖို့ဘုရားကအလိုရှိတယ်ဆိုတော့ကျွန်တော်တို့ခမည်းတော်ယုံကြည်သူအလုံးဟာဗေရိမျိုးသားကဲ့သို့နှုတ်ကပတ်တော်ကိုစေစေဖာရှုမန်တယ်မားတဲ့ခွဲချမ်းစိတ်ပြပြီးတော့မှနာခံလိုက်လျှောက်ဖို့ဖြစ်ပါတယ်ယောဟန်14:1ကနေ3ယ
ဒါသခင်ယေရှုခရစ်တော်ဖျားရဲ့မဟာဂရိတော်ပါအဲ့ဒီဂရိတော်ကိုဆွဲကင်ပြီးကျွန်တော်တို့ဒုတိယအကြိမ်ပြန်လာပြီးသိမ်းဆင်းမှာကိုကျွန်တော်တို့မျှော်လင့်တာဖြစ်ပါတယ်လောကလူသားတွေနဲ့ကြွလာတယ်ဆင်းရဲနှုံချစွာနွားစကဲထဲမှာမွေးဖွားလာတယ်မွေးဖွားလာတဲ့အခါမှာဝရမ်းပြေးအနေနဲ့ပြေးလွှားပြန်ရတယ်နော်နမိတ်တွေပြတယ်တရားတွေခေါ်တယ်အနာတွေငြိမ်းတယ်နောက်ဆုံးသင်နဲ့ကျွန်ုပ်ရဲ့လေးလံတဲ့အပြစ်တွေကိုယူတင်ကိုဆောင်ပြီးတော့ကာရံမှာကျွန်တော်တို့တို့အသွေးသွန်းနဲ့အသက်ဆွန့်တယ်ခုထဲမှာ3ရက်အောင်တယ်3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်တယ်ငါဟာကောင်းကင်မှာသွားပြီးတော့မင်းတို့အတွက်နေစရာပြင်မယ်ပြီးရပြန်လာပြီးတော့သင်တို့ကိုသိသိမိအဲ့ဒီအရာကိုကျွန်တော်တို့မျှော်လင့်တာဖြစ်ပါတယ်နော်ဒါကြောင့်မို့လို့လူများတွေရဲ့မျှော်လင့်ခြင်းနဲ့မတူကျွန်တော်တို့မျှော်လင့်ခြင်းကသုတ်တန်7ခွန်လေးကိုကြည့်အောင်သုတ်တန်ဆရာကတော့ဒီလိုပြောပါတယ်ဆိုးတဲ့လူမတရားတဲ့သူတွေမှာမျောလင်းခြင်းမရှိဘူးတဲ့သူတို့မျောလင်းလဲရှိလဲပဲပြက်သုံးပါပဲတခုမျောသောဆာလံအငယ်4ကနေ6မှာအကျင့်မဲ့ဆိုမတရားတဲ့သူတွေရဲ့နောက်ဆုံးလမ်းကသူတို့ဟာဖွဲလို့ပဲလေလိုက်လို့လွန်းတယ်ပြက်စီးရတော့ပဲရောက်မယ်အေဖက်22အဲ့ဒါကဣသေလလူမျိုးတွေကိုဖခင်ကပြောတဲ့စကားဖြစ်ပါတယ်ဣသေလလူမျိုးတွေဟာဖခင်ကတခြားသီးသန့်ခွဲခြားထားပြီးတော့မှသူ့ရဲ့လူမျိုးတော်ဆိုပြီးရွေးထားတဲ့လူတွေဖြစ်ပါတယ်ဒါပေမဲ့လူလောကကိုသူတို့ကမေရှိယကိုမျှော်တယ်မေရှိယလာပါတယ်ကျွန်တော်တို့လူကာနိခွန်မှ21မှာလာတယ်မေရှိယနာဇခရက်ထဲမှာခုနပြောခဲ့တဲ့နမိတ်လက်နာတွေပြတယ်တရားတွေခေါ်တယ်အသွေးသွန်းအသက်စွန့်ပြီးတော့မှကျွန်တော်တို့ကဲတယ်3ရက်မြောက်မှာရှင်ပြန်ထမြောက်လာတော့လေဒီအကြောင်းအရာကိုအဲ့ဒီဣသေလလူမျိုးမယုံတဲ့သူတွေသင်နဲ့ကျွန်ုပ်ကယုံကြည်တဲ့အတွက်ကြောင့်မို့လို့ဖြောင့်မရာကိုရောက်ပြီးတော့မှမင်္ဂလာရှိသောမျော်လင့်တဲ့နေရာမျော်လင့်နေတာဖြစ်တယ်အဲ့ဒီပုဂ္ဂိုလ်တွေခရစ်တော်မယုံကြည်တဲ့ဣသေလလူမျိုးတွေမှာမျော်လင့်ချက်မရှိဘူးဣသေလလူတွေရဲ့အပေါင်းအသင်းထဲမှာမဝင်ဘူးတဲ့ဘလောက်ပဲသူ့ကိုဖျားရွေးကောက်ထားတဲ့လူမျိုးတော်ဖြစ်တော်လဲပဲခရစ်တော်ကိုမယုံတဲ့အတွက်ဣသေလရဲ့အမျိုးအဝင်မဟုတ်ဘူးတဲ့ဇာတိသာလည်းဖြစ်တယ်ဝိညာဉ်နဲ့ပေါက်ဖွာလာသူမဟုတ်ဘူးအဲ့ဒါတဲ့ဆိုးတာကဂရိတော်၌ပါတဲ့ဗြိဉ္ဉ်တရားတို့နဲ့မဆိုင်ဘူးတဲ့ဣသေလလူမျိုးတွေကိုဖျားသခင်ဂရိတော်ထားတာဟိုးစပြီးတော့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းကအေရန်ဥယျာဉ်ထဲမှာကလေးကအေရင်ဗြိဉ္ဉ်အာရန်ဗြိဉ္ဉ်နောအေဗြိဉ္ဉ်အာဗြဟံဗြိဉ္ဉ်မောရှေဗြိဉ္ဉ်ဒါဝိဒ်ဗြိဉ္ဉ်မှစပြီးတော့ဗြိဉ္ဉ်အသစ်ဒါတင်တဲ့ကျွန်ုပ်တပါးသူတွေအတွက်ဗြိဉ္ဉ်တရားဖြစ်တယ်အဲ့ဒီဗြိဉ္ဉ်တရားမြောက်များစွာရှိတော်လဲတပါးနဲ့မှမဆိုင်ဘူးတင်တို့ပျက်စီးခြင်းကိုရောက်မယ်အချိန်ကလည်းဓမ္မတနာဤထိုးကနေပြီဆိုတော့တစ်သက်43လေးကိုဖတ်ပြီးတော့ကျွန်တော်တို့ရဲ့ကျမ်းစာဖတ်ခြင်းအစီအစဉ်လေးကိုညီကုန်းချုပ်လိုက်ကြရအောင်
ကယ်ပြောကြကောင်းတယ်နော်သင်နဲ့ကျွန်ုပ်တို့က VIP ရန်ထူးဆန်းတယ်ဘုရားသခင်ဒုတိယချင်းပြန်ကြွလာတဲ့အခါမှာတော့ခိုးကဲသို့လာမယ်တကယ်တော့နေ့ရဲ့အချိန်နာကြီးကိုကျွန်တော်တို့မသိတာပါတကယ်ကြွလာတဲ့အခါမှာဘုံတကိုးနဲ့ကြွလာမှာလူတိုင်းမြင်ရမယ်အသံတွေကြားရမယ်တဘိုးပေါက်တန်တွေကြားရမယ်မြင်းပြူကိုစီးပြီးတော့မှကောင်းကင်တမန်တက်နဲ့ဘုံတော်နဲ့ကြွလာမှာလူတိုင်းမြင်ရမှာယုံကြည်တဲ့သူလည်းမြင်ရမယ်မယုံကြည်တဲ့သူလည်းမြင်ရမယ်အဲ့ဒီအချိန်မှာလူအုပ်စုနှစ်စုရှိတယ်တအုပ်စုကတော့ဝမ်းနေမြောက်လို့ပျော်ရွှင်လို့လက်ခုပ်တီးလို့ hallelujah praise the lord လို့ကြံတဲ့တအုပ်စုကတော့မျက်ရည်ဆက်လက်နဲ့ငိုကြွေးပြီးတော့မှစီစဉ်ချင်းခံရမှာတင်တဲ့ကျွန်ုပ်တို့ကတော့တကယ်မင်္ဂလာရှိတဲ့ VIP တို့ပါအသက်ရှင်၍ကျင်းကြံတော်သူများတဲ့ဒါပဲလို့ခရစ်တော်နဲ့အရင်အိပ်ပျော်တဲ့သူကတော့အရင်ရှင်ပြန်ထမြောက်ပြီးတကလားသူတို့နဲ့အတူမိုးတိမ်ထဲမှာခြေဆောင်ခြင်းခံရပဲသူတွေဖြစ်တယ်အမတန်ပြောစရာကောင်းတယ်အဲဒါကြောင့်မို့လို့ဒီအကြောင်းအရာကိုတယောက်နဲ့တယောက်ပြောကြပြီးတော့မှတူနဲ့တူနှစ်သိမ့်ကြပါဒုတိယအကြိမ်ပြန်လာပါမယ်ဘယ်ချိန်လာမယ်ကျွန်တော်တို့မသိတော့လည်းပဲအစင်သင့်ပြင်ဆင်ကြပါစို့လို့အနေငယ်တိုက်တွန်းလို့ဆိုရဲကျွန်တော်ရဲ့အစီအစဉ်ကိုနှီးကုန်းချုပ်ပါတယ်ကြံတဲ့အသေးစိတ်ကိုတော့ကျွန်တော်မြန်မာပြည်ကပြန်လာလို့ရှိရင်ဒီတိတုကိုပဲကျွန်တော်တို့ဆက်လက်ပြီးတော့မှเนาะခွန်အားယူကြမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်